ကျွန်တော်ရေကမုတ်စားပြီးတော့ဒီနေရာလေးကိုရောက်ခဲ့ပါတယ်ဒီနေရာကဘာနေရာလေးတော့မသိပါဘူးဒီတရားရဲ့နာမည်ကတော့သစ္စာတိုင်းတရားပဲဖြစ်ပါတယ်တရားပေါ်ရောက်ပါပြီဒီတရားရဲ့ရှုခင်းလေးကတော့ဒီမှာပါဒီတရားကလည်းနည်းနည်းလှပါတယ်ဒီဓာတ်လေးကတော့တနခါလင်းလို့ရတယ်ပေါ့နော်ဒီနေရာမှာတနခါလင်းလို့ရပါတယ်ဒီနေရာလေးကတော့ဒီမှာရှိတဲ့ဖျားလေးပဲဖြစ်ပါတယ်ကိုကတော့နောက်ထပ်နေရာကိုရောက်ပါတယ်ဒီနေရာကလည်းအရင်ကတက်ပဲပါတယ်တော်လှတာထွေးထူပါတယ်ထိုင်းတီလေးတောက်ကြပါဦး Boneca Ambalabu Trippi troppi troppa trippa tre topi trotte ကိုကတော့ကျွန်တော်နောက်ဖျားနေရာကိုရောက်ဖြစ်ပါတယ်ဒီမှာကတော့အဲ့လိုမျိုးเนาะကျွန်တော်လက်ဆောင်ပစ္စည်းလေးရောက်နေနေရရှိပါတယ်ဒီဖျားရှိပါတယ်ဒီဖျားနာမည်ကတော့ကျွန်တော်မသိတော့ပါဘူးအခုတော့ဒီမှာကျွန်တော်ပန်းကတ်မှာဖြစ်ပါတယ်ပန်းကတ်ပါမယ်အဲ့မှာကျွန်တော်ပန်းကိုထည့်လို့လည်းမရဘူးတော်ကြက်ကျွန်တော်လက်ကကင်မရာနဲ့ဆိုလို့အော်ရိုက်အခုတော့ကျွန်တော်လက်ဆောင်ပစ္စည်းတွေရောင်းနေနေအောင်ရောက်ရှိပါတယ်ဒီလက်ဆောင်ပစ္စည်းတွေရောင်းနေနေအောင်တော်တော်များရပါတော့လက်ဆောင်ပစ္စည်းတွေတော်တော်များပါတယ်တော်တော်လည်းလှပါတယ်လက်ဆောင်ပစ္စည်းတွေတော်တော်ကောင်းပါတယ်ကိုကတော့ဖះရဲ့အနောက်ဘက်ခြမ်းရောက်ရှိပါတယ်ဒီနောက်ဘက်ခြမ်းမှာနေရတော့ပူပါတယ်ဒါပေမဲ့ကျွန်တော်အရေးထဲမှာထိုက်မှာဆိုတော့တော်တော်အေးပါတယ်ဒါလေးကတော့ဖားလေးပဲဖြစ်ပါတယ်အဲ့မှာလည်းကျွန်တော်လက်ဆောင်ပစ္စည်းတွေဝယ်ခဲ့ပါတယ်တွင်းသီးချောင်းနဲ့ချုံပါဒီနေရာလေးကတော့အထဲမှာအရင်တော့ဆိုရင်ရှိပါတယ်အခုတော့ရေမရှိတော့ဘူးဘာလို့လဲတော့မသိဘူးရေလေးမရှိဘူးတစ်စက်တောင်မရှိပါဘူးဒီနေရာလေးကတော့ chocolate ပဲဖြစ်ပါတယ်နေပူလို့အထဲကိုဝင်ခဲ့ပါဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်ဒီနေ့ကနေရာလေးတွေကိုကျွန်တော်မသိရတာတော့ကျွန်တော်ဒီဗီဒီယိုရိုက်ပြီးတော့ကျွန်တော် edit မလုပ်ရသေးဘူးတော့တော်တော်ကြာပါပြီအဲ့ဒါကြောင့်ပါတော်တော်တော့မဟုတ်ပါဘူးနည်းနည်းတော့ကြာတာပေါ့ဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်နေအောင်နောက်လာမယ့်ဗီဒီယိုလေးတွေကြည့်ပြီးအောင်ဘိုင်